လိုအသက်40ကျော်50အတော်တွင်သွေးဆုံးကန်ဒီအမျိုးသမီးတွေမှာဒီသွေးဆုံးကောင်းတဲ့လက္ခဏာ၃ချက်ကိုမတက်ကမျှဝေပေးပါမယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်အများမြင်အောင် like and share လေးလုပ်ပေးခဲ့ပါအောင်เนาะအဲ့တော့သွေးဆုံးကောင်းတယ်ဆိုတာဘာလဲဆိုရင်ဒီအချိန်တိုင်မှသွေးဆုံးခြင်းပေါ့เนาะဒီ40ကျော်ပေါ့နော်အသက်40ကျော်ကနေ55နှစ်အတွင်းမှာသွေးဆုံးရမယ်ဒီအတော်အတွင်းမှာဆုံးနေဆိုရင်တော့ဒါပုံမှန်သွေးဆုံးခြင်းပဲနောက်တစ်ခုကဒီအရွယ်မတိုင်ခင်ပေါ့နော်အသက်38နှစ်နဲ့သွေးဆုံးတာ40နဲ့သွေးဆုံးတဲ့သူတွေဆိုရင်နောက်ဆက်တွဲပြဿနာရှိတတ်ပါတယ်ဒါဒီအရွယ်နဲ့လိုက်ပြီးတော့သွေးဆုံးခြင်းပေါ့နော်နံပါတ်1ကတော့သွေးမကြံခြင်းဒီသွေးဆုံးခံနေပြီဆိုရင်သွေးအကြံမရှိမှသာလျှင်ကောင်းသောသွေးဆုံးခြင်းဖြစ်တယ်သွေးကြံပြီဆိုရင်နောက်ဆက်တွဲပြဿနာလေးတွေခံစားရတယ်နံပါတ်3ချက်ကကြတော့သွေးဆုံးပြီးနောက်ပေါ့နော်သွေးမဆုံးခင်နဲ့သွေးဆုံးပြီးနောက်မှာအဖြူစင်းတာတွေမရှိရဘူးအဖြူစင်းပြီးတော့တချို့ဆိုရင်အမျိုးသမီးကြီးတွေဆိုရင်တော်တော်ရားရံတယ်စေကန်းသွားတယ်ခဏပဲပျောက်တယ်ခဏပဲပျောက်တယ်ပြန်ဖြစ်တယ်ပြန်သွားတယ်ဒါနဲ့ပဲတန်တရားလဲနေတယ်အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့ယောဂကိုအရှင်းပြအောင်ကုသတယ်เนาะနောက်တစ်ချက်ကကြတော့မသက်ပြောခဲ့တာ3ချက်ပေါ့เนาะအရွယ်မတိုင်ခင်သွေးမဆုံးခြင်းမဖြစ်ရဘူးနောက်ပြီးတော့ကြတော့သွေးအကြံမရှိရဘူးသွေးမဆုံးခင်နဲ့သွေးဆုံးပြီးနောက်မှာအဖြူစင်းတာတွေရားရံတာတွေအနှံ့ဆိုးထွက်တာတွေမရှိရဘူးဒါမှသာလျှင်ကောင်းသောသွေးဆုံးခြင်းဖြစ်ပါတယ်အဲ့တော့ကောင်းသောသွေးဆုံးခြင်းဖြစ်ဖို့အတွက်မသက်တို့ဆိုရင်သွေးမဆုံးခင်ကကြိုတင်ပြီးတော့ဒီဟော်မုန်းဖြစ်ဆက်စာတွေကိုတောက်တယ်ပေါ့နော်မသက်ဆိုရင်သွေးမဆုံးသေးဘူးလွန်ခဲ့တဲ့8လလောက်ကသွေးရက်သွားတယ်ပေါ့နော်နောက်ပြန်လာတယ်ဒါဒီပုံမှန်ပဲပုံမှန်သွေးဆုံးမဲ့အမျိုးသမီးဒီလိုမျိုးပေါ့နော်လာလိုက်ရက်လိုက်နဲ့ဖြစ်တယ်နောက်ဆုံးတစ်နှစ်အကျော်ကြာတဲ့အထိမလာဘူးရာသီသွေးမပေါ်တော့ဘူးဆိုရင်เนาะသွေးဆုံးတယ်လို့ခေါ်တယ်ဒါဆိုကောင်းသောသွေးဆုံးခြင်းဖြစ်သွားပြီအသက်ကလည်းမသက်က40ကျော်နေပြီပေါ့နော်ဒါကြောင့်မသက်ကတော့ဒီဟော်မုန်းဖြစ်ဆက်စာဒါလေးကိုအများအားစားပေးဒါလေးစားတာဆိုရင်2နှစ်ကြော်ဝင်းကျင်ရှိပြီအဲ့တော့ဒီကိုကငွေကုန်ကြီးကြမခံကျင်ဘူးမစားကျင်ဘူးဆိုရင်တော့နောက်ဆက်တွဲပြဿနာတွေကိုများစွာခံစားရမယ်မသက်တာချင်းချောက်တာမဟုတ်ဘူးဒါအမှန်တိုင်းပြောပြတာပေါ့နော်နောက်ပြီးတော့အဖြူစင်းတာတွေရားရံတာတွေအနံ့ဆိုးထွက်တဲ့အမျိုးသမီးတွေဆိုရင်သွေးမဆုံးခင်ပဲဖြစ်သွေးဆုံးပြီးပဲဖြစ်ဒီဖြစ်ဆက်စာကိုစားပေးတဲ့ဆေးရုံဆေးကန်းသွားလဲပိုးသက်ဆေးတွေပေးတယ်တောက်တယ်ကိုမှပိုးသက်ဆေးရဲ့ဆိုးကျိုးတွေကိုခံစားရတယ်ပေါ့နော်ခဏပဲပျောက်တယ်ပြန်ဖြစ်တယ်ဒါမျိုးတွေဖြစ်တယ်ဒါကြောင့်မို့လို့ဒီစောစီးစွာသွေးဆုံးတဲ့အမျိုးသမီးတွေနောက်ပြီးတော့ကြတော့ရာသီသွေးကြံမှာဆိုတဲ့အမျိုးသမီးတွေနောက်တစ်ခုကဒီပေါ့နော်အဖြူစင်းတာတွေအနံ့နံတာတွေအိမ်ကိုပေါ့နော်မတန့်စေတဲ့အပြုမူတွေဖြစ်တဲ့အမျိုးသမီးတွေအကုန်လုံးကဒီလိုမျိုးဟော်မုန်းဖြစ်ဆက်စာကိုတောက်ပေးတဲ့ဒီပေါ့နော်မဖြစ်ခင်ကကြိုတင်ပြီးတော့တောက်ရင်တော့ပိုကောင်းတာပေါ့နော်ဒါကြောင့်မို့လို့ဒီလိုဟော်မုန်းဖြစ်ဆက်စာလေးတွေဆိုရင်ဒီပေါ့နော်ဒီ page ပေါ့နော် page messenger ဖုန်းနံပါတ် Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ရှင်အဆင်ပြေကြပါစေမှတ်သက်ပါ